မိတ်ဆွေအားလုံးပဲမင်္ဂလာပါဒီပင်ဓမ္မကနေကြိုဆိုပါရစေကျွန်တော်တို့အသက်20ကျော်အရွယ်မှာဒေါသထွက်လာခဲ့ရင်ငါလူငယ်ပဲဆိုပြီးကိုယ့်ကိုယ်ကိုခွင့်လွှတ်လို့ရတယ်လို့ဖြစ်တတ်ပါတယ်အသက်30ဝန်းကျင်မှာတော့ဘဝဖိအားများလို့ပါဆိုတဲ့အကြောင်းပြချက်ရှိတတ်ပါတယ်ဒါပေမဲ့အသက်40ဝန်းကျင်ရောက်လာတဲ့အချိန်မှာတော့တခါတလေကိုယ့်ကိုယ်ကိုမေးမိတယ်ငါဒီလောက်အသက်ကြီးလာပြီးတော့ဘာလို့များဒေါသထွက်နေသေးတာလဲလို့ပေါ့တကယ်တော့အသက်အရွယ်ကြီးရင်လာတာနဲ့အမျှစိတ်ရဲ့ရင်းကျက်မှုကလည်းအလိုလျောက်ကြီးထွားလာတာမဟုတ်ပါဘူးအတွေ့အကြုံများလာပေမဲ့မလွတ်ချနိုင်သေးတဲ့စိတ်အလွှာတွေများလာတာပဲဖြစ်ပါတယ်ဒေါသဆိုတာတခါတလေအတန်ခါမှပြောလိုက်တာပဲမဟုတ်ပါဘူးမပြောဘဲမျက်နှာကြောတင်းနေတာကလည်းဒေါသပါပဲခေါင်းငိမ့်တယ်လို့လုပ်ပြီးစိတ်ထဲမှာမကျင်တဲ့နေတာကလည်းဒေါသရဲ့အသွင်တစ်မျိုးပါပဲဒေါသဟာအမြဲတမ်းပေါက်ကွဲတန်စင်နဲ့မလာတတ်ပါဘူးတခါတလေတိတ်တိတ်လေးတိုးဝက်ပြီးစိတ်ကိုခက်ခဲတင်းတင်းဖြစ်သွားစေတတ်ပါတယ်ဗုဒ္ဓတရားအရအကုသိုလ်ရဲ့ရင်းမြစ်၃ခုကလောဘဒေါသမောဟတွေဖြစ်ပြီးလောဘကဆွဲယူတတ်တယ်လို့ဒေါသကတွန်းဖယ်တတ်ပါတယ်ကိုမကြိုက်တဲ့အရာကိုဖယ်ရှားခြင်းတဲ့စိတ်ဟာဒေါသရဲ့မူလပိစာပါဒါကြောင့်ဒေါသထွက်တဲ့အချိန်မှာစိတ်ထဲမှာဒါမဖြစ်သင့်ဘူးဆိုတဲ့အပြင်းအထန်စန့်ကျင်မှုတစ်ခုရှိနေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီမဖြစ်သင့်ဘူးဆိုတဲ့စိတ်ကပဲကိုယ့်ရင်ထဲမှာလောင်မြိုက်စေတတ်ပါတယ်စိတ်ပညာအမြင်နဲ့ကြည့်မယ်ဆိုရင်ဒေါသဟာ secondary emotion လို့ခေါ်ကြပါတယ်အဓိကမဟုတ်ဘူးဒုတိယတန်းစားစိတ်တုံ့ပြန်မှုတစ်ခုပါစိတ်ပညာရှင်ဒန်နီယယ်ဂိုမက်ကမက်ဒလာဟိုက်ဂျက်လို့ခေါ်တဲ့အခြေအနေကိုဖော်ပြထားပါတယ်ဒေါသထွက်တဲ့အချိန်မှာအုံနောက်ရဲ့အန်ဒီရဲ့သတိပေးစနစ်ကအာဏာယူသွားပြီးစဉ်းစားဆင်ခြင်နိုင်တဲ့အပိုင်းကိုခေတ္တပိတ်ထားသလိုဖြစ်သွားပါတယ်ဒါကြောင့်နောင်တရမယ့်စကားတွေထွက်သွားတတ်ပါတယ်ဒါပေမဲ့ဒေါသရဲ့အောက်ခြေမှာဘာရှိလဲဆိုတာကိုကျွန်တော်တို့မကြည့်မိကြပါဘူးဥပမာတစ်ခုပြောရရင်အိမ်မှာသားသမီးတစ်ယောက်စာမလုပ်ပဲဖုန်းပဲကစားနေတယ်ဆိုကြပါစို့ဒါကိုပြောမရရင်မိဘကဒေါသထွက်တယ်အပေါ်ယံကြည့်ရင်သူစကားမလိုက်နာလို့နားမထောင်လို့ထင်နိုင်ပါတယ်ဒါပေမဲ့တကယ်ကဘာလဲဆိုတော့သူ့အနာဂတ်ဘာဖြစ်မလဲဆိုတဲ့စိုးရိမ်ကြောင်းမှုကြောင့်ဖြစ်တာပါစိုးရိမ်မှုကကြာလာရင်စိတ်ဖြစ်စည်းမှုဖြစ်တယ်။စိတ်ဖြစ်စည်းမှုကထိမရတဲ့အချိန်မှာဒေါသအဖြစ်ပေါက်ကွဲတတ်ပါတယ်။အမှန်တကယ်ဒေါသထွက်နေတာမဟုတ်ပါဘူး။သားသမီးရဲ့အနာဂတ်အတွက်စိုးရိမ်ပြီးကြောက်နေတာပါ။နောက်ဥပမာတစ်ခုကတော့ကိုကြိုးကြိုးစားစားလုပ်ထားတဲ့အလုပ်တစ်ခုကိုဝန်းကျင်ကလူတွေကအတိမဲ့မပြုဘူး။မလေးစားဘူးဆိုရင်အဲ့ဒီအချိန်မှာစိတ်ထဲမှာတင်းမာလာတယ်။သူတို့ငါ့ကိုတန်ဖိုးမထားဘူးအလေးမထားဘူးလို့ထင်လာတယ်။အဲ့ဒီထင်မြင်ချက်ကပဲကိုယ်အသွင်းစိတ်ထဲမှာရှိတဲ့မလုံခြုံမှုကိုခိုက်မိသွားတတ်ပါတယ်။မိတ်ဆွေကအသက်အရွယ်တစ်ခုကိုရောက်လာတဲ့အချိန်မှာလူတစ်ယောက်အတွက်တန်ဖိုးထားခံရမှုကအရေးကြီးပါတယ်။မိသားစုအလုပ်လူမှုအတိုင်းဝိုင်းအားလုံးထဲမှာကိုယ့်ရဲ့အတိတ်ပဲတစ်ခုကိုလိုချင်ကြပါတယ်။အဲ့ဒီလိုအပ်ချက်မပြည့်စုံတဲ့အချိန်မှာဒေါသဟာပေါ်လာတတ်ပါတယ်။ဒါကြောင့်ဒေါသကိုတိုက်ခိုက်ဖို့မလိုပါဘူး။နားလည်ဖို့လိုပါတယ်။ဒေါသထွက်လာတဲ့အချိန်မှာကိုယ့်ကိုယ်မေးကြည့်ပါ။ငါအခုဘာကိုကာကွယ်နေတာလဲ။တခါတလေဒေါသဟာကိုယ့်ရဲ့နာကျင်မှုကိုကာကွယ်တဲ့ကာဗာတစ်ခုဖြစ်နေတတ်ပါတယ်။အတွင်းမှာနူးညံ့နေတဲ့စိတ်ကိုဖုံးဖို့အပြင်မှာခဲခဲတင်းတင်းဖြစ်နေခြင်းပဲဖြစ်ပါတယ်။လက်တွေ့ကြကြလေ့ကျင့်နိုင်တဲ့နည်းလမ်းလေးတွေကိုပြန်ကြည့်အောင်ပါ။ဒေါသထွက်တဲ့အချိန်မှာချက်ချင်းပြန်မတုံ့ပြန်ပါနဲ့။60စက္ကန့်ပဲဖြစ်ဖြစ်10မိနစ်ပဲဖြစ်ဖြစ်အသက်ရှူကိုသတိထားကြည့်ပါ။အသက်ကိုဖြည်းဖြည်းရှူသွင်းလိုက်တဲ့အခါငါစိတ်တူနေတယ်လို့သိမှတ်ပါ။မဖိထားပါနဲ့။မပြတ်လိုက်ပါနဲ့။သိုံမဲလုပ်ပါ။အတိမဲ့ပြုခြင်းဟာစိတ်ကိုငြိမ်းချမ်းတဲ့ဘက်ရောက်အောင်လေ့ကျင့်ယူလိုက်တာပါပဲနောက်တစ်ခုကဖြစ်လာတဲ့စိတ်အခြေအနေကိုစာနဲ့ရေးပြီးတော့လဲ
လက်တွေ့ကျင့်သုံးကြည့်လို့ရပါတယ်။ဒေါသထွက်ခဲ့တဲ့နေ့ရက်တွေကိုပြန်ရေးကြည့်ပါ။ဘာကြောင့်ဖြစ်ခဲ့လဲ။ဘယ်လိုစကားကကိုယ့်ကိုထိခိုက်သွားခဲ့လဲ။ကိုယ်စိတ်အတွင်းမှာဘာလိုအပ်ချက်မပြည့်စုံခဲ့လဲဆိုတာကိုတိတိကျကျရေးကြည့်ပါ။တစ်ပတ်နှစ်ပတ်သုံးပတ်လောက်ရေးသွားလိုက်ရင်ကိုယ်စိတ်ရဲ့စိတ်အခြေအနေတွေပတ်တန်တွေကိုတဖြည်းဖြည်းမြင်လာပါလိမ့်မယ်။အဲ့ဒီပတ်တန်ကိုမြင်နိုင်တဲ့အချိန်မှာဒေါသကိုအနိုင်ယူရမှုပဲဒေါသကိုနားလည်နိုင်လာပါလိမ့်မယ်။မေတ္တာဘာဝနာကိုလည်းမမေ့ပါနဲ့။ဒေါသထွက်တဲ့အချိန်မှာတစ်ဖက်လူကိုမေတ္တာပို့ဖို့ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့ကိုယ့်ကိုယ်မေတ္တာပို့နိုင်ပါတယ်။ငါအခုစိတ်ဖိစီးနေတယ်။ငါလုံခြုံပါစေ။ငါအေးချမ်းပါစေဆိုပြီးပြောကြည့်ပါ။ကိုယ့်ကိုယ်နူးညံ့စွာဆက်ဆံနိုင်တဲ့အချိန်မှာတခြားသူတွေကိုလည်းနူးညံ့စွာဆက်ဆံနိုင်လာပါလိမ့်မယ်။နောက်ဆုံးမှာမိတ်ဆွေတို့သိထားရမယ့်အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒေါသမရှိတဲ့လူဖြစ်ဖို့မလွယ်ပါဘူး။ဒါပေမဲ့ဒေါသကိုတတိရှိစွာကင်တွယ်နိုင်တဲ့သူဖြစ်ဖို့လေ့ကျင့်နိုင်ပါတယ်။ဒေါသထွက်လာတဲ့အချိန်တိုင်းကိုယ့်ကိုယ်ပြန်မေးပါ။ငါအခုမိကြီးခဲကိုစုပ်ကင်ထားတာလား။ဒါမှမဟုတ်လွတ်ချနိုင်မလားဆိုတာကကိုကတ်လိုက်တဲ့တတိရှိမှုအပေါ်မှာပဲမူတည်ပါတယ်။မိကြီးခဲကိုစုပ်ကင်ထားတာကကိုယ့်ကိုယ်လောင်မြိုက်အောင်လုပ်နေတာနဲ့အတူတူပဲဆိုတာမိတ်ဆွေတို့သိပြီးဖြစ်မှာပါ။အသက်40ဝန်းကျင်မှာဒေါသထွက်နေသေးတာကအရှုံးမဟုတ်ပါဘူး။အလေးအကျင့်နည်းသေးတာပဲဖြစ်နိုင်ပါတယ်။ဘဝတစ်လျှောက်လုံးသင်ယူရမယ့်ဘာသာရပ်တစ်ခုကစိတ်ကိုနားလည်အောင်ပြုလုပ်ခြင်းပါပဲ။ဒေါသကိုအနိုင်ယူတာထက်ဒေါသကိုနားလည်နိုင်ခြင်းကပိုပြီးနှက်ဆိုင်တဲ့အောင်မြင်မှုဖြစ်ပါတယ်။မိကြီးခဲကိုစုပ်ကင်ထားပြီးမဖြစ်မနေလောင်ရမယ်ဆိုတာမဟုတ်ပါဘူး။လွတ်ချလိုက်တဲ့အခိုက်အတန့်ကိုကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။အဲ့ဒီလိုလွတ်ချလိုက်နိုင်တဲ့အခိုက်အတန့်တိုင်းမှာမိတ်ဆွေတို့ရဲ့စိတ်ဟာနည်းနည်းစီလွတ်လပ်လာပါလိမ့်မယ်။ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။